မရေတွက်နိုင်တဲ့ဘေးဒုက္ခတွေကိုတည်ဆောင်လာတဲ့ဒီအစွမ်းထက်အာဏာရှင်သားကြီးကိုအပြီးတိုင်ဖျက်ဆီးပစ်ဖို့အတွက်မာလင်မာလင်ဟာသူ့ရဲ့အသက်ကိုယဉ်ပြီးကမ္ဘာပေါ်မှာတစ်ခုတည်းသောတန်ရှင်းမှုမြတ်တဲ့နတ်မီး sacrifice ကိုခိုးယူခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီမီးတောက်ကိုပလင်းထဲထည့်ပြီးထွက်ခွာဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာပဲအန်နီရယ်ကသူ့နောက်ကိုထက်ချက်မကွာလိုက်ပါလာခဲ့ပါပြီ။ရုတ်တရက်ဆိုသလိုသူ့ရဲ့နောက်ဘက်ကနေထူးဆန်းတဲ့အတန်တန်ထွက်ပေါ်လာခဲ့လို့မာလင်တယောက်ခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်တဲ့အခါမှာတော့ကြောက်မက်ဖွယ်ရာကူဆောင်သားရဲကြီးတစ်ကောင်ကအမောင်ထူတဲကနေသူ့စီကိုဝုန်းကနေခုံအုပ်လာပါတော့တယ်။ဆူဆူဝါဝါအော်ဟစ်တန်ကြီးကအဲ့ဒီမောင်မိုက်နေတဲ့ကူအပြည့်ပဲ့တင်ထက်သွားခဲ့ပြီးမျက်တောင်တစ်ခတ်တွင်မှတင်တခြားကူဆောင်သားရဲတွေအားလုံးအချက်ပြချက်ရလိုက်တယ်လို့မျိုးမာလင်ရှိရာစီကိုယူသွတ်မတက်အုံကြက်ကြက်ပြေးဝင်လာကြပါတော့တယ်။မာလင်လည်းကူဝစီကိုဦးတီပြီးအစွမ်းကုန်ထွက်ပြေးခဲ့ရတယ်။အရေးကြုံလာတဲ့အစုံသူဟာကွယ်လွန်သူဆုံးမကြီးဒိုဝဲတော်ရဲ့မျက်နှာကြီးကိုအရေးပေါ်မနဲ့ရုပ်ပြီးဆင့်ခေါ်လိုက်ပါတယ်။မြင်းဟီတန်နဲ့အတူအဲ့ဒီမျက်နှာကြီးဟာလေဟာနယ်ထဲကနေရုတ်တရက်ပေါ်လာခဲ့ပြီးမာလင်လည်းမြင်းပေါ်ကိုလွှားကနေခုန်တက်ကအမောင်ကူတဲကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့တောအုပ်ထဲရောက်ရုံရှိသေးဘရင်ဦးသားခင်ကတဲ့ရဲ့စစ်သားတွေကသူ့ကိုပိတ်ဆို့တားဆီးလိုက်ကြပြန်တယ်။ပြေးဖို့လမ်းမရှိတော့မှန်းသိလိုက်တဲ့မာလင်ဟာနတ်မီဖေဖာရထည့်ထားတဲ့ပလင်းကိုမျက်နှာကြီးရဲ့ကိုယ်ပေါ်မှာအမြန်ဆုံးခိုင်အောင်ချီနှောင်လိုက်ပြီးမူဆိုးမကြီးစီကိုသွားတော့ငါကောင်မလေးလေလိုမြန်မြန်ပြေးပြီးတော့လို့အမိတ်ပေးလိုက်ပါတယ်။မြင်းနဲ့ကြီးဟာအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့မာလင်ကတော့ရန်သူလက်ထဲမှာအကျဉ်းသားဖြစ်သွားခဲ့ရတယ်။တကယ်တော့သူအခုလိုထောင်ဒုက္ခနဲ့ရင်ဆိုင်ရတာဟာမကြသေးခင်ကဘရင်ဦးသားတောင်းစုပြုခဲ့တဲ့မိုးကောင်းကင်ကရွာချတဲ့ချုံမြိန်တဲ့မိုးရီတွေကိုမာလင်ကအမိန့်ကိုဖီဆန်ပြီးထူးဆန်းထွေပြတဲ့သွေးမိုးတွေဖြစ်ပြောင်းလဲပစ်ခဲ့လို့ပါ။ဒါကြောင့်မို့လို့ဘရင်ဦးသားဟာအလွန်မင်းဒေါသထွက်ခဲ့တာဖြစ်ပါတယ်။နောက်တနေ့မှာပဲမာလင်ဟာပြစ်ဒဏ်စီရင်မဲ့စင်မြင့်ထက်ကိုတွန်းပို့ခြင်းခံခဲ့ရတယ်။ဘရင်ဦးသားကအမိတ်ပေးလိုက်တာနဲ့ဝစ်စုံနှဝစ်အကုမြတ်သမားကအေယာမပစိန်ကြီးကိုအမြင့်ဆုံးမြောက်လိုက်ပါတော့တယ်။အဲ့ဒီလိုအသက်လူရမယ့်အရေးကြီးဆုံးအချိန်မှာပဲကောင်းကင်ရန်ကနေအေယာမလင်းယုံကြီးတကောင်ဒုံဆိုင်ထိုးဆင်းလာပြီးကုမြတ်မှုကိုကြားဖြတ်နှောက်ယှက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အမတ်ကြီးကလင်းယုံကြီးတည်ဆောင်လာတဲ့စာတစောင်ကိုတွေ့ရှိသွားခဲ့ပြီးအဲ့ဒီစာရဲ့အကြောင်းအရာကတော့တခြားမဟုတ်ပဲအစွမ်းထက်အာဏာရှင်သားအကြောင်းပဲဖြစ်ပါတယ်။လှုပ်ဝက်စာကိုဖတ်ပြီးနောက်မှာတော့ဘရင်ဦးသားဟာစိတ်ပြောင်းသွားပြီးမာလင်ကိုနေရာတင်ချက်ချင်းပြန်လွှတ်ပေးခဲ့ပါတော့တယ်။မာလင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တဲ့ဒီလှုပ်ဝက်စာကိုတော့လွန်ခဲ့တဲ့ရက်ပိုင်းကနီမြူးနဲမြူးကသူမရဲ့အသက်ကိုယဉ်ပြီးရေးသားခဲ့တာပါ။အစွမ်းထက်သားကိုပြန်လဲပေးအပ်ပြီးအကာအကွယ်တောင်းခံဖို့အတွက်သူမဟာဖဲမျိုးနွယ်စုရဲ့အေယာမလင်းယုံကြီးကိုဆေလွတ်ပြီးကောင်းကင်ရန်တစ်ခုလုံးကိုရှာဖွေခိုင်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတော့ကိုမြက်ခန်နီနောက်ဆုံးမိနစ်မှာပဲဘရင်ဦးသားရဲ့ရှေ့မောက်စီကိုအဲ့ဒီနက်လက်နက်ရဲ့တဲလွန်ဆဆလွာရောက်ရှိသွားအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။မာလင်တယောက်ယာယီအားဖြင့်အသက်ဘေးကကင်းဝေးသွားပြီဆိုတာသိလိုက်ရတဲ့အခါကာဒန်ခဲဒန်ဟာပိတ်လူမျိုးတွေစီမှာရိုးရအစင်လာအရကြာမြင့်စွာတည်ရှိနေခဲ့တဲ့ Druid တို့ရဲ့လှုပ်ဝက်မော်ပညာကိုသုံးပြီးမာလင်နဲ့နီမြူးတို့ကိုလေဟာနဲ့အာယုံ void space ထဲမှာစုံတွေ့ခွင့်ရအောင်ဖန်တီးပေးခဲ့ပါတယ်။နီမြူးတယောက်မျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မာလင်ကိုဗလာနယ်ထဲမှာတကယ်ပဲတွေ့လိုက်ရပါတော့တယ်။သူတို့နှစ်ယောက်ဟာလူကိုယ်တိုင်စုံတွေ့ဖို့အတွက်လှုပ်ဝက်နေရတစ်ခုကိုလည်းဂတိကဝတ်ပြုခဲ့ကြတယ်။မိုးလင်းနာနဲ့နီမြူးဟာမော်ဂါနာနဲ့အတူမာလင်ကိုရှာဖွေဖို့အတွက်စွန့်ပစ်ထားတဲ့ရုံးပြက်ခါဆိုရဲတိုက်ကြီးစီကိုဦးတီထွက်ခွာခဲ့ကြတယ်။သူတို့နှစ်ယောက်စုံတွေ့ပြီးတဲ့အခါမှာတော့နီမြူးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမှန်တရားကိုမမေးဘဲမနေနိုင်ခဲ့ပါဘူး။မာလင်ကမော်ပစ္စည်းကိုမြှောက်လိုက်ပြီးနီမြူးကလည်းမျက်လုံးတွေကိုဖြည်းဖြည်းချင်းမှိတ်လိုက်တဲ့အခါအစွမ်းထက်သားရဲ့ဝါမျိုးတိုက်စားခြင်းကိုခံခဲ့ရတဲ့မာလင်ဟာမိမိကိုယ်ကိုလုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲစိတ်ရိုင်းဝင်နေခဲ့တာပါ။ဘာမျောလင်းချက်မှမရှိတော့တဲ့အစုံသူဟာဖះเจ้าပြက်ကြီးတဲ့ကိုတယောက်တည်းလာရောက်ပြီးမိမိကိုယ်ကိုအဆုံးစီရင်ဖို့အထိကြံစီခဲ့ပါတယ်။အဲ့ဒီပြိုကျလူနီးပါးဖြစ်နေတဲ့ဖះเจ้าထဲမှာပဲသူဟာနီမြူးရဲ့မိခင်နဲ့မမျောလင့်ပဲဆုံတွေ့ခဲ့ရတယ်။မာလင်ကိုကယ်တင်ဖို့အတွက်နီမြူးရဲ့မိခင်ဟာတားမြစ်ထားတဲ့ရှေးဟောင်းတင်ကေတာ ruins အမှတ်သားတွေရှက်တန်းနေတဲ့မော်ရာကြီးကိုမာလင်ရဲ့ခန္ဓာကိုယ်ထဲကနေအတင်းအဓမ္မဆွဲထုတ်ပေးခဲ့ပါတယ်။ဒီအချိန်ကြမှာပဲနီမြူးဟာအဲ့ဒီဓာတ်ကတခြားမဟုတ်ပဲဒန်နာရီလာအစွမ်းထက်အာနာရှင်သားဆိုတဲ့ power ဖြစ်နေမှနောက်ဆုံးတော့သဘောပေါက်သွားခဲ့ရပါပြီ။ဒါအပြင်သူမရဲ့မိခင်တေခါနီးအချိန်မှာဘာဖြစ်လို့ဒီဓာတ်ကိုမာလင်ရဲ့လက်ထဲအရောက်သွားပေးပါလို့အသေးအတန်မှတန်းချွေခဲ့လဲဆိုတာကိုပါတွေးသိခွင့်ရသွားခဲ့ပါတယ်။ဒါပေမဲ့နီမြူးတယောက်အဲ့ဒီတုံလို့เสียအမှန်တရားတွေကနေမယုံထွက်နိုင်သေးခင်မှာပဲရဲတိုက်ရဲ့အပြင်ဘက်ကနေစစ်သားတွေရဲ့အော်ဟစ်တန်တွေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ဘရင်ဦးသားရဲ့စစ်သားတွေဟာရဲတိုက်တစ်ခုလုံးကိုဝိုင်းထားလိုက်ကြပြီဖြစ်ပါတယ်။နီမြူးဟာသူတို့ရှိနေတဲ့နေရာကိုရန်သူသိအောင်လှုပ်လိုက်တာမာလင်ပဲဖြစ်လိမ့်မယ်လို့ချက်ချင်းတန်တရားဝင်သွားခဲ့ပြီးဒါရှင်နဲ့ကျမနောက်ဆုံးတွေ့ရတဲ့အချိန်ဖြစ်ပါစေ။ငါဒီလူကိုမုန်းတယ်လို့ဒေါသတကြီးပြောဆိုကလှည့်ထွက်သွားပါတော့တယ်။